တော်လေးကြော်ထားပါတယ်အခုကမှတက်ပဲတက်မြင့်ချက်မှာပါညာတော့ဒီလိုတရေပြက်ပြီးတော့ပေါ့နော်အရသာနဲ့ဆက်ထားတာနော်တန်ငံပြားရည်ခီးစီရငရုတ်ကောင်းရစားရပေါ့နော်ဒီနေ့ခဏနေထားပါတယ်လို့ဒီတော့စက်တော်လေးကျွတ်လာရင်စက်တော်ခင်းနဲ့ကျင်းနဲ့ထောင်းထားတာထည့်ပါမယ်စက်တော်ခင်းနဲ့ကျင်းနဲ့ထည့်လိုက်ပါလို့ဒါလေးမှုရံခဏထားပါမယ်သမီးမနဲ့အရောင်စုံမှလည်းလေးထည့်လိုက်ပါတယ်ထည့်ပြီးတော့ချက်လာရင်ဆိုတော့စားရထည့်ပါမယ်ဆက်သွင်းနေလို့ရတယ်ထည့်ပြီးတော့ဒီပြန်နဲ့ပြီးပေါ်ပါမယ်ဒီပြန်နဲ့ဟိုးရစီတော့တော့လောင်းလိုက်ပါမယ်โอเคခဏဒီမှာဒေးလေးရှင်နဲ့ထည့်တယ်ဒီတော့မဆလာနဲ့အုပ်ဒီလေးထည့်ပြီးတော့ခဏအုပ်ထားပြီးတော့ရေခမ်းနဲ့ထိထားပါမယ်နော်